ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှင်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်စိတ်ညစ်နွမ်းနေတဲ့အချိန်မှာမကောင်းတာပဲလုပ်အဲ့ဒါကပฏิပတ်တိဒုက္ခတိမကောင်းတဲ့အလုပ်ကိုပဲလုပ်မှဖြစ်သေးကြတယ်စိတ်ညစ်နွမ်းနေတဲ့လူတယောက်ကကောင်းတာပဲတော့မလုပ်ဘူးလို့ပြောတာဥပမာဒေါသဖြစ်နေရင်ကောင်းတာမလုပ်ဘူးမကောင်းတာပဲလုပ်လောဘဖြစ်နေရင်ကောင်းတာမလုပ်ဘူးမကောင်းဘူးနောက်စိတ်အညစ်အကြေးတွေကိုဒီသုတ်တံမှာဖော်ပြလိုက်မယ်အဲ့တော့အကျင့်တရားအနေနဲ့လည်းမကောင်းတာပဲမျှော်လင့်ရမှာဖြစ်တယ်နောက်တစ်ခုကဂတိဒုက္ခတိမကောင်းတာလုံးမှတော့နောက်ဘဝဆိုတာလည်းကောင်းတဲ့ဘုံမရောက်နိုင်ဘူးအဲ့တော့ဆိုလိုတာကစိတ်ညစ်နွမ်းနေလို့ရှိရင်အလားအလာမကောင်းဘူးအကျင့်လည်းမကောင်းဘူးသိရင်လည်းမကောင်းတဲ့ဘဝရောက်ဒီလိုဆိုလို့တယ်နော်